အခုဒီနေ့ကျွန်တော်ပြောပြမယ့်အကြောင်းအရာတော့ဒီ Windows password ကိုဘယ်လိုကြောမလဲပေါ့နော် Windows password ခါနေကြလို့ရှိရင်ကျွန်တော်တို့ကအကြောင်းပြချက်အမျိုးမျိုးကြောင့် Windows password မေ့တာရှိရဲတခြားသူရဲ့ကွန်ပျူတာ Windows password ကိုကျွန်တော်တို့ကြော်ပေးချင်တာရှိရပါတော့အဲ့လိုအခြေအနေမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ကကွန်ပျူတာရဲ့ Windows password ကိုဘယ်လိုမျိုး bypass လုပ်ကြမလဲဆိုတာကျွန်တော်တို့ကြည့်ရမှာပေါ့အဲ့တော့ကျွန်တော်ဒီမှာ internet ပေါ်မှာ Windows password ဘယ်လိုကြောမလဲဆိုတော့ကျွန်တော်ဒီမှာရှာကြည့်လို့ရတယ် how to နဲ့ပေါ့နော် how to bypass Windows 10 password ဆိုရင်ရှာလို့ရတယ်နော်ဒီလိုရှာနေမယ်ဆိုရင်ကျွန်တော်တို့နည်းနည်းအချိန်ကြာသွားနိုင်တယ်ပေါ့နော်ကျွန်တော်တို့ဒီမှာတော့ဗာနီးတန်းသုံးလို့ရတယ်ဆိုတော့ Helium Boot CD ဆိုရဲဒီ software လေးသုံးပြီးတော့ကျွန်တော်တို့ Windows password ကြော်လို့ရတယ်ဒါပေမဲ့ तू ကဒီအဆင့်လေးတွေတည်ထားဖို့တော့လိုတာပေါ့နော်ဒီအဆင့်လေးတည်ထားဖို့လိုတယ်အဲ့တော့ကျွန်တော်ဒီမှာ Windows password ကြော်ရမယ်ဆိုလို့ရှိရင်ဘာသုံးပြီးကြော်လို့ရဆိုရင် Helium Boot CD ဆိုရဲဒီ CD ဒီ software လေးပေါ့နော်ဒီ software လေးကိုကျွန်တော်အဲ့ဒါလေးသုံးပြီးတော့ကျွန်တော် Windows password ကြော်လို့ရအဲ့တော့ကျွန်တော်တို့ဒီလိုဘယ်လို password ကြော်အောင်လဲဆိုတာအဆင့်တွေကိုဘယ်လိုလုပ်သွားမလဲဆိုတာကျွန်တော်ပြပေးမယ်နော်အဲ့တော့အရင်ဆုံးကျွန်တော်ဘာလုပ်အောင်လဲဆိုရင် Helium Boot နဲ့ password ကြော်တော့မယ်ဆိုလို့ရှိရင်ဒါ password ကြော်တဲ့နီလန်းတွေထဲကတစ်ခုပေါ့နော်နီလန်းတွေအများကြီးရှိတဲ့ထဲကဒီမှာဆိုကျွန်တော်တို့နီလန်းတွေ easy way to ဒီလိုမျိုးနီလန်းတွေအများကြီးရှိတယ်အဲ့နီလန်းတွေထဲကမှကျွန်တော်တို့ကအလွယ်ကူဆုံးနဲ့ဒီကွန်ပျူတာတိုင်းနဲ့အဆင်ပြေဆုံးပေါ့နော် Windows password ကိုကြော်တဲ့ခါကျရင်ဆိုတော့ဒီမှာကျွန်တော်တို့အရင်ဆုံးဘာလုပ်ထားမလဲဘာတွေသိထားမလဲဆိုတော့ပထမဆုံးကျွန်တော်တို့ဘာသိထားမလဲဆိုရင်ဒီ memory stick ကိုသုံးပြီးတော့ပေါ့နော်ဒီ memory stick ကိုသုံးပြီးတော့ Windows password ကြော်ရမယ်အဲ့တော့ဒီ memory stick ထဲကိုကျွန်တော်တို့ကဒီ Helium Boot ဆိုရယ် software လေးထည့်ရမယ်ပေါ့နော်ဒီမှာကျွန်တော်တို့က Helium Boot software လေးကိုကျွန်တော်ဒီမှာ download ဆွဲလို့ရတယ်ဒီ download ဆိုရယ် website မှာနော် download ဆိုရယ် website မှာကျွန်တော်တို့ဒီမှာ download ဆွဲလိုက်လို့ရတယ်အကယ် download ဆွဲပွားဆိုရင်တော့ဒီလို file လေးရလာမှာပေါ့ဒီလို file လေးရလာတော့ကျွန်တော်တို့ကဘာသုံးမလဲဆိုရင်အဲ့ file လေးကိုကျွန်တော်တို့ဒီမှာဒီ memory stick ထဲကိုထည့်မှာရပါတော့အရင်ဆုံးကျွန်တော် password ကြော်တော့မယ်ဆိုရင်အရင်ဆုံးဒီလိုမျိုး file Helium Boot ဆိုရယ် file လေးရှိရမယ်နော်ဒီလိုမျိုး memory stick ရှိရမယ်ပြီးသွားလို့ရှိရင် boot လေးပဲလောက်တာသိထားမယ်နော်ဒီ memory stick ထဲကိုHelium Boot ဆိုရယ် software လေး boot လေးပဲလောက်လိုက်မှာအဲ့တော့ boot လေးပဲလောက်တဲ့သင်ခန်းစာကကျွန်တော်တို့ Windows 10တော့တင်ပြီးသွားပြီဒါပေမဲ့ကျွန်တော်နောက်တစ်ခေါက်ထပ်ပြီးတော့ပြပေးမယ်ပေါ့နော်အဲ့တော့ memory stick ကိုကွန်ပျူတာမှာထိုးလိုက်မယ်အဲ့ဆိုဒီမှာကွန်ပျူတာမှာတက်လာမှာပေါ့နော်ဒါ memory stick တက်လာမှာဆိုတော့ဒီ Helium Boot ဆိုရယ် software လေးမသုံးခင်ဒီ refuse ဆိုရယ် software ကိုအရင်ဖွင့်လိုက်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ဒီမှာ memory stick လေးပေါ်လာပြီပေါ့နော် 32GB ဆိုတာအဲ့တော့ကျွန်တော်ဒီမှာ select မှာဘာရွေးလိုက်မလဲဆိုရင် desktop ပေါ်ကကျွန်တော်တို့ Helium Boot ဆိုတဲ့ဟာလေးရွေးလိုက်မယ်ပြီးကြရင် open နေလိုက်အဲ့ဆိုခုနကျွန်တော်ပြခဲ့ memory stick ပေါ်မှာဘာရောက်သွားမလဲဆိုရင် Helium Boot CD လေးရောက်သွားမယ်ဒါပေမဲ့ stick ထဲမှာကျွန်တော် data ရှိမယ်ဆိုရင် stick ထဲက data ပြတ်သွားလိမ့်မယ်เนาะအဲ့တော့ကျွန်တော်တစ်ချက်သတိထားဖို့လိုတယ် stick ထဲက data တွေပေါ့เนาะ data file တွေကိုကျွန်တော်တို့ရွှေ့ထားပြီးတော့မှဒီကောင်အလွတ်လောက်ထားပြီးတော့မှကျွန်တော်တို့ဘူးလေးပဲလောက်ထားအဲ့တော့ဒါ Windows password မကြောရသေးဘူး Windows password ကြော်ဖို့အတွက်ပြင်ဆင်နေရပဲဖြစ်တယ်နောက်တစ်ချက်ကကျွန်တော် Windows password ကြော်မယ်ဆိုရင်ဒီ Windows password လော့ကျနေရပါတော့ဒီ Windows password လော့ကျနေတဲ့ကွန်ပျူတာကအနည်းဆုံး memory 2GB ရှိရတယ်အကယ်၍ memory 2GB မရှိဘူးဆိုရင်ကျွန်တော်တို့ဘယ်နည်းလမ်းသုံးရမလဲဆိုရင်ကျွန်တော်တို့ဒီမှာနောက် version အနှိပ်ရှိတယ်ပေါ့နော် Helium Boot CD version ဒီ 15.2 ဆိုတဲ့ version ရှိတယ်ဒီကောင်သုံးရမှာပေါ့ဒီကောင်ခဲ့ကြတော့သူကဘာဖြစ်လဲဆိုရင်ကျွန်တော်တို့ file size ကတော့သေးတယ်ဟိုမမြင့်ဘူးပေါ့ခုနကကျွန်တော် PE version လောက်တော့သူကမမြင့်ဘူးနော်နောက်တစ်ခုက PE version လောက်အဆင်မပြေဘူးပေါ့နော်စက်တိုင်းနဲ့အဆင်မပြေဘူးโอเคအဲ့တော့ကျွန်တော်ဒီမှာအရင်ဆုံး PE version နဲ့ပဲ Helium Boot CD HBCD ပေါ့နော် PE version နဲ့ကျွန်တော်တို့ကြော်လိုက်မယ်ဆိုတော့ဒီမှာအရင်ဆုံး boot လေးပဲလောက်တယ်ပေါ့နော်ကျွန်တော်တခုသိထားမှာ password လောကျနေတဲ့ set ဒီဘာဖြစ်ရမလဲ memory 2GB အနည်းဆုံးရှိရမယ် memory 2GB မရှိဘူးဆိုရင်ခုနကကျွန်တော် Helium Boot CD PE မဟုတ်ဘဲနဲ့ 15.2 version ကိုသုံးရမယ်โอเคအခုကျွန်တော်ဘာလုပ်လိုက်မလဲဆိုရင် boot လေးပဲလုပ်လိုက်မယ်
ဒါစလုံးနေပေါ့နော်အဲ့ဆိုကျွန်တော်ဒါပြီးသွားပြီပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ close လုပ်လိုက်မယ်ဘယ်မှာကျွန်တော်တွေ့ရမလဲဆိုတော့ဒီ this PC ထဲကဒီမှာကျွန်တော် Helium Boot CD ဖြစ်နေလိမ့်မယ်ပေါ့နော်ဒီ Helium Boot CD ဖြစ်နေမယ် okay အဲ့တော့ကျွန်တော် password log ကြနေတဲ့ဆက်ကိုကျွန်တော်တို့အဲ့တော့ကျွန်တော်ဒီနေရာမှာဒီအကောက်ကဘာဖြစ်နေလဲဆိုတော့ကျွန်တော် log ကြနေဝင်လို့မရဘူးပေါ့နော်အကောက်ရဲ့ disable ဆိုတော့ကျွန်တော် password ရိုက်တာများပြီးတော့ disable ဖြစ်သွားပါတော့အဲ့ဒီမှာကျွန်တော်တို့ဘာလုပ်ခိုင်းလဲဆိုရင်ဝင်လို့မရဘူးဆိုင်းငင်ဖြစ်နေပေမဲ့ကျွန်တော်ဝင်လို့မရဘူးအဲ့ password မှားနေရလဲရှိရပါတော့ကျွန်တော် password ကိုရိုက်တာများပြီးတော့disable ဖြစ်သွား password ရိုက်တဲ့အချိန်ကြီးအတွက်များလို့ disable ဖြစ်သွားပါတော့အဲ့တော့ကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုရင်ဒီ computer ကိုကျွန်တော်တို့ဆက်ကို power ပိတ်ရမယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ BIOS ကိုခေါ်ရမယ် BIOS ခေါ်ပြီးတော့ကျွန်တော်တို့ခုနကinstallation လုပ်ထားတဲ့ Helium Boot CD ကို first boot ပေးရမယ်ပေါ့နော်ဒါကကျွန်တော်တို့ဘာနဲ့တူတူပဲလဲဆိုတော့ Windows 10တုန်းကနဲ့တူတူပဲကျွန်တော် Windows 10တုန်းကဆိုရင် computer ကို power ပိတ်တယ်ပြန်တက်တဲ့ခါကျရင် Facebook ကိုကျွန်တော် Windows 10ထားပြီးအဲ့တော့မှ Facebook က Windows 10ကပြန်တက်လာဒီမှာလည်းအဲ့တိုင်းပဲကျွန်တော် Helium Boot CD ထဲက software ကိုတက်စေချင်လို့ကျွန်တော်တို့ကဘာလုပ်မလဲဆိုရင် Facebook ကို Helium Boot CD ရှိရဲ့ setting ကိုထားပေးမယ်အဲ့တော့မှသူကတက်လာမယ်အဲ့ဒီဟာနဲ့ကျွန်တော် password ကြောင်းပါအရင်ဆုံးကျွန်တော်တို့ computer ကို power off လုပ်လိုက်မယ် F2 key လေးကိုကျွန်တော်နှိပ်ထားပါတော့ F2 key ကိုနှိပ်ထားပါနှိပ်ထားတဲ့ခါကျရင်ဒီလိုမျိုးကျွန်တော်တို့တက်လာနိုင်မှာနော်ဒီလိုမျိုးတက်လာတဲ့ခါကျရင်ဘယ်ထဲကိုသွားမလဲဘယ်ထဲကိုသွားမလဲဆိုတော့ကျွန်တော်တို့ဒီ book ဆိုတဲ့နေရာကိုသွားမှာနော်ကျွန်တော် mouse သုံးလို့မရအောင်နော်သူ mouse အတွက်မပါဘူးနော်ဒါ BIOS အကြောင်းကျွန်တော်ပြောထားပြီးပါဆိုသိတာအောက်ဆုံးမှာကျွန်တော်တို့ဘာတွေ့မလဲဆိုတော့ USB HDD USB HDD ပေါ်မှာက SATA HDD နော် hard disk နဲ့ USB hard disk နော်အဲ့တော့ကျွန်တော် Helium Boot stick ရဲ့ memory stick က Helium Boot stick ရှိတဲ့ memory stick က USB 3.0 အောက်ရောက်နေပါဗျာဒီကောင်အောက်ရောက်နေအဲ့ဟာကိုကျွန်တော်တို့ကဒီအပေါ် SATA အပေါ်တင်ပေးမယ် SATA အပေါ်တင်ပေးမယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့က chain value ဆို F5 F6 ပေါ့နော်အဲ့ကျွန်တော်တို့ဒီမှာအပေါ်တင်ချင်တယ်ဆို F6 နေလိုက်အပေါ်ရောက်အောင်ပြီးွားရင်ကျွန်တော်ဘာလုပ်မလဲဆိုရင် save မှတ်မယ်ပေါ့နော်ဒီနေရာမှာကျွန်တော် save မှတ်လို့ရတယ်ဒီနေရာမှာ save မှတ်လို့ရတယ် F10 key လေးနှိပ်မယ်ဒီကျရင် save မှတ်လိုက်နောက်တစ်ချိန်ပြန်တက်လာတဲ့ခါကျရင်ကျွန်တော်တို့ဘာဖြစ်သွားမလဲဆိုရင် Helium Boot ကနေတက်လာမှာပေါ့နော်โอเคအဲ့ဆိုကျွန်တော်ဒီလိုပေါ်လာမှာပေါ့နော်ဒီလိုမျိုးခုနကကျွန်တော်ပုံမှန် Windows တက်လာတာမဟုတ်ဘဲနဲ့ဘာ Windows တက်လာလဲဆိုရင်ကျွန်တော် Helium Boot ထဲက Windows လေးတက်လာပါเนาะဒီမှာကျွန်တော်ဘာတွေ့ရမလဲဆိုတော့ Helium Boot CD Windows 10 PE Windows 10ဆိုတာတွေ့ရမှာအဲဒီ Windows နဲ့တက်ပြီးကျွန်တော်တို့ကအရင် original Windows ထဲက password ကိုကျွန်တော်တို့ဖြုတ်ချပေးမှာနောက်အဲ့တော့ဒီမှာ utility ထဲဝင်မယ်ပြီးွားရင်ကျွန်တော်တို့ဘယ်ထဲဝင်မလဲဆိုရင်ဒီ security ပေါ့နော် security ထဲက password lazy sort password recovery ထဲဝင်လိုက်เนาะဒီမှာကျွန်တော် reset password ပေါ့နော် reset window password next လုပ်မယ် okay ပြီးသွားပြီဆိုကျွန်တော်တို့ဘာလုပ်မလဲဆိုရင် next လုပ်လိုက်မယ် next လုပ်သွားရှင်ဒီမှာကျွန်တော်ခုနကတွေ့ခဲ့ Lenovo ဘာဖြစ်နေလဲဆိုရင် account lock ဖြစ်နေလားနော် password disable ဖြစ်နေတာ yes ပေါ့နော် account lock ဖြစ်နေတာအဲဒါကြောင့်ဒီမှာဒီ password ကိုကျွန်တော်ဒီမှာလည်းတခြား account တွေရှိသေးတယ်နော်တခြား account တွေကြော်ရှင်တယ်ဥပမာ administrator ကို password ဖြုတ်ချင်တယ်နော် administrator ကိုသုံးချင်တယ် password ဖြုတ်ချင်တယ်ဆို administrator ကိုယူပြီး next မှာ reset and unlock ကိုနေအဲ့ဆိုရင်ကျွန်တော်ဘာပေါ်လာမလဲ administrator account ပေါ်လာလောလောဆယ်မပေါ်သေးဘူးပေါ့နော် Lenovo ဆိုရင်ကျွန်တော် next reset and unlock အဲ့ဆိုရင် okay
ဒါ PY နောက်တစ်ခုသုံးလို့ရတယ်ဆိုတော့ anti password edit ဆိုတာနော်ဒီကောင်လဲသုံးလို့ရတယ်နှစ်မျိုးပေါ့နော်ကျွန်တော်ဒီမှာ open လေးနှိပ်လိုက် administrator ကိုကျွန်တော်တို့ change password okay နှိပ်လိုက်နော် save changes ဒါဆိုရပုံမှန်တော့ lazy sort သုံးတာအကောင်းဆုံးပဲပေါ့နော်သူကတော့ရှင်းတယ်လွယ်အဲ့ဒါ password တွေကျွန်တော်တို့ဖြုတ်ပြီးသွားပြီဆိုရင်ဘာပြန်လုပ်မလဲဆိုတော့ခုနကကျွန်တော်ထိုးခဲ့တဲ့ memory stick လေးကိုကျွန်တော်ပြန်ဖြုတ်ပြီးအဲ့ဒီနေရာမှာကျွန်တော် memory stick ကိုဖြုတ်လိုက်မယ်ပျောက်သွားပြီနော် memory stick ဖြုတ်ပြီးသွားပြီဆိုရင်ကျွန်တော်ဘာပြန်လုပ်မလဲဆိုရင်ဆက်ကိုပိတ်ပြီးတော့ကျွန်တော်တို့ reset လေးချပြီးလိုက်เนาะအဲ့ဒါဆိုရပြီเนาะ reset လေးချပြီးလိုက်အဲ့တော့ကျွန်တော်ဒီမှာ window တက်တဲ့အဆင့်လေးနည်းနည်းကြော်လိုက်တယ်เนาะအချိန်ကြီးကုန်သွားမှာဆိုလို့အဲ့တော့ဒီမှာသူအရင်ဆုံးဗာပြဆို welcome လေးပြနေပြီโอเคအဲ့ဒါဆိုရင်ဒီမှာကျွန်တော်တို့ဗာတက်လာမယ်ဆိုရင် Lenovo ကျွန်တော်เนาะ password reset unlock လုပ်ခဲ့တယ် Lenovo ရဲ့ဒီမှာ Lenovo ရဲ့ဒီ administrator ရဲ့နှစ်ကောက်တွေ့ရမယ်เนาะကျွန်တော်ကျန်တဲ့အကောက်တွေကျွန်တော် unlock reset လုပ်ခဲ့လဲတွေ့ရမယ်ပေါ့เนาะ administrator ဆို administrator ဝင်မယ် Lenovo ဆို Lenovo ဝင်မယ်ပေါ့เนาะကျွန်တော်အရင်ရှိခဲ့ပြီးသားအကောက် Lenovo ဝင်လို့ရအောင်အဲ့ဒါ password ကြော်တာကတော့ဒီလောက်ထိပဲပေါ့เนาะအဲ့တော့ကျွန်တော်တို့ password ကြော်တာမှာဗာသိထားရမလဲဆိုရင်ကျွန်တော်တို့ Hyrian Boot CD PE version နဲ့ 15.2 နှစ်မျိုးရှိရဆိုတာသိရမယ်နောက်တစ်ချက်က boot လေးပဲလောက်တာသိရမယ်နောက်တစ်ခုကကျွန်တော်တို့ BIOS ဝင်တာเนาะ Facebook ပြောင်းတာပေါ့เนาะအဲ့ဒါလေးသိရမယ် password ဘယ်လိုကြော်လဲဝင်သွားတဲ့အဆင့်လေးဒါတွေကိုသိရမယ်